ညွန်ကြားသည့်အာနာပါနကမ္မဋ္ဌာန်းနဲ့ဇဉ္ဉံကမ္မဋ္ဌာန်းနဲ့တသွေမတိတရားစကန်အစမှစာ၍ကြိုးစားထုတ်ခဲ့ပါသည်အတိများလဲတိုးတက်၍အားထုတ်ရာတွင်နှစ်လိုအားရပါသည်ဗျာတဲ့ကဲဘုန်းတော်ဝမ်းသာပါတယ်ဗျာယောဂီနော်ဘုရားတပည့်တော်အခက်အခဲတစ်ခုရှိနေဒီမှာယခင်ကလေဒီစာတော်ဘုရားကြီးဤနီးဖြင့်အာနာပါနတက္ကနနာနီးရေတွက်ပြီးတဲ့နောက်ရင်ကြိုက်နှလုံး၌ထင်ရှားလာသည့်အတိကိုမှတ်ရှုနိုင်ခဲ့ရာတမာတိမှာရခဲ့တဲ့ပို၍အားရလာပါသည်ဖျားတို့ပေမဲ့အားကောင်းသည့်တမာတိရရှိရန်လိုအပ်နေပါသည်ဖျားရခင်ကထိတိမှတ်ရာတွင်စူးစူးဆိုင်ဆိုင်မမှတ်ခြင်းလဲအကြောင်းတစ်ခုပါသည်ထို့ကြောင့်တဏှာမြတ်သောအပြင်လမ်းပြပေးပါဗျာဒါလျှောက်ထားအပ်ပါသည်ဗျာရင်ကြိုက်နှလုံး၌တတိထားရှုမှတ်ရာမှာစိတ်ဓာတ်ဝိပဿနာအထုပုံကိုလည်းနာယူမှတ်သားရလိုပါသည်ဗျာဆိုတော့ပဲညွှန်ကြားမှုကိုနာယူမှတ်သားရအထူးကြိုးစားအထုပါမည်ဗျာတဲ့သာဓုပါယောဂီဒီထက်ကိုအမှတ်စိတ်ဖို့အတွက်ကတော့ဘုံစောစောပြောသလိုပဲဒီထက်တတိအောင်ပို့မြင့်ရမယ်ဒီလိုမှတ်နိုင်ဖို့အတွက်တတိပို့မြင့်နိုင်ဖို့အတွက်ကဈဉ္ညာလျှောက်တဲ့ကခြေလမ်းကိုအမှတ်စိတ်တဲ့စိတ်အောင်နော်3မှတ်6မှတ်12မှတ်18မှတ်ဈဉ္ညာအမှတ်ကိုစိတ်တဲ့စိတ်အောင်မှတ်ခြင်းအပြင်တတိတွေပိုကောင်းစေပြီတရားထိုင်တဲ့အခါမှာတရားထိုင်အားထုတ်တဲ့အခါမှာလည်းပိုပြီးစွတ်ဆိုင်ဖို့ပိုကောင်းစေပါတယ်ပို့ပြီးတော့လည်းဝေဒနာကိုပို့ပြီးတော့သိခံနိုင်လာပါတယ်ပြီးတော့အမှတ်ကိုလည်းအသေးစိတ်ပို့မှတ်နိုင်ပါတယ်ယောဂီကဒါတမာတိဒါနော်တရားထုတ်တဲ့အချိန်နံပါတ်1လိုအပ်တာတော့တရားထုတ်ချိန်နည်းနေသေးလို့ပါနော်ဒီတရားဆိုတာကတကယ်တော့တပတ်10ရက်တွေမဟုတ်ဘဲနဲ့ဇက်တိုက်ဖိပြီးတော့ကြာအားထုတ်လေတတိပို့မြဲလေပဲယောဂီကတရားထုတ်တဲ့မှုဘာကြောင့်နေရလဲဆိုတော့ဒါယောဂီအားလုံးနဲ့လည်းဆိုင်ပါတယ်ဒီမိကုန်းကတရားထုတ်လိုက်တမာတိလည်းကောင်းတော့အိမ်ပြန်လိုက်ပြန်အားထုတ်လိုက်အဲ့လိုဖြစ်နေတာလေတရားဆိုတာကဇက်တိုက် non-stop အားထုတ်လေပို့တိုးတက်လေပဲဘုန်းတော်ကရေကိုစံတက်နေတာရေကိုစုံစင်းနေရတာမဟုတ်ဒီကိလေသာကာမဂုဏ်အာယုံဒီအာယုံ၅ပါးကာမဂုဏ်တရားကရေစီးအောင်အရန်ကောင်းတယ်အရန်ကိုပြင်းထန်လုံးတယ်ရေကိုစံတက်တဲ့အခါကျတော့နားလိုက်တာနဲ့ရေစီးနဲ့ပြန်မျိုးမှာပဲဒါကိလေသာကာမဂုဏ်တွေကအရန်များတယ်ဘုန်းတော်ရဲ့ဒကာဓမ္မတို့ယောဂီတွေပတ်ဝန်းကျင်မှာအင်မတန်များတယ်များတဲ့အခါကျတော့နားလိုက်တာနဲ့တရားကနောက်ပြန်ရောက်သွားတာအဓိကလိုအပ်ချက်ဒီယောဂီရဲ့တရားအထုတ်ခြင်းနည်းနေသေးတာနီးရမှန်နေပြီယောဂီလည်းတရားထက်တိအားလို့ဆိုတာတွေ့နေပြီစက်တိုက်အထုတ်ဖို့လိုနေတာအကောင်းဆုံးတော့ရိတ်တာတွေတရားစခန်းတွေဒါမှမဟုတ်တင်းတင်းနဲ့အစဉ်ပေါ့အချိန်တွေပေးတဲ့နေရာမှာစက်တိုက်ဖိပြီးတော့ရက်ရှည်လာများအထုတ်စေခြင်းနဲ့အဲ့လိုမျိုးအမထုတ်နိုင်သေးဘူးဆိုရင်တော့နံပါတ်1အနေနဲ့တော့ကိုယ့်အိမ်မှာလည်းဆက်မပြတ်နော်ဒီတန်အချိန်ပေးပြီးမနဲ့ညအောင်အားထုတ်တခြားနေ့လယ်ပိုင်းအလုပ်တွေလုပ်တဲ့အခါမှာလည်းတတိကိုဆက်မပြတ်အားထုတ်ပေါ့ဗျာနော်ဒါလို့ဆိုရင်တရားပို့တိုးတက်သွားလိမ့်မယ်ယောဂီရဲ့အခုလိုအပ်ချက်ကဘောအာယုပြုကြည့်တဲ့အခါကျတော့ယောဂီကအဲ့ဒါလိုနေတာတရားနိစ္စနစ်ကတိတ်မလို့နိစ္စနစ်ကမှန်နေတယ်ဆက်ပြီးအားထုတ်လိုက်ရင်ဆက်ပြီးယောဂီတတိတွေနော်ပို့ပြီးတော့အားထုတ်ရင်ပို့ပြီးဖိစစ်အားထုတ်လိုက်ရင်ပုံမြင်လာလိမ့်မယ်အဲ့ဒီစိတ်ကိုကြော်သွားမှဘုံကထက်ပြီးတင်ပေးမယ်တရားလောလောဆယ်ယောဂီတရားအားထုတ်ခြင်းပို့တိုးလိုက်နော်